ရင်ပိုင်းရဲ့အဆုံးမှာအခန်းထဲကကြောက်ရွံ့ထူရဲ့မျက်လုံးကနေမိရဲ့နဲ့ပြစ်တာကိုဂျင်ဦးတို့ခံလိုက်ရတာပါအကုန်လုံးလည်းထိတ်လန့်နေကြတဲ့အပြင်ဂျင်ဦးကတော့ကြောက်လန့်ပြီးလဲနေတဲ့ဂျိုကြီးကိုအတိအကျကအားပေးနေပါတယ်အဲ့ချိန်မှာပဲဂျင်ဦးတို့အနာကိုအဖွဲကောင်းဆောင်ရောက်လာပြီးဂျင်ဦးသာအော်ဘီတတီမပေးရင်သူတို့ဖွဲ့တဲ့တချို့တယ်မဟုတ်ပဲတစ်ဖွဲ့လုံးတည်သွားနိုင်တာမို့ကျေးဇူးတင်ကြောင်းပြောပါတယ်စကားပြောနေရင်ဂျင်ဦးကအဖွဲကောင်းဆောင်ရဲ့လက်တစ်ဖက်ပြက်နေတာကိုတွေးလိုက်ရတာမို့တွေးတဲ့အောင်ပတိနဲ့စီးပေးပါတယ်အဲ့နောက်ဂျင်ဦးကကြောက်စာထဲမှာရေးထားတဲ့ဖျားသခင်ဆိုတာအဲ့ဒီရုပ်ထုကြီးကိုဆိုလိုတာဖြစ်မယ်ဆိုပြီးခေါင်းဆောင်ကိုပြောပါတယ်ဂျင်ဦးတို့စကားပြောနေတော့အဖွဲတွေကတယောက်ကဒီအခန်းကြီးထဲမှာတင်မခံနိုင်ဘူးဆိုပြီးတကားစီပြေးသွားဖို့လုပ်နေပါတယ်အားလုံးကငြင်းရင်နေဖို့ပြောနေပေမဲ့သူကတော့ပြေးသွားတာကြောင့်ရုပ်ထုကြီးရဲ့မျက်လုံးကနေမိရထက်ထွက်လာပြီးပြက်တက်တာခံလိုက်ရပြန်ပါတယ်အားလုံးလည်းသူတို့ကိုအလွယ်တကူတက်ပြစ်နေတဲ့ကြက်ရုပ်ထုကြီးကြောင့်ဘယ်သူမှထပ်မလုပ်ရဲကြတော့ပါဘူးအဲ့ဒီချိန်မှာပဲဂျင်ဦးကကြောက်စာတဲ့အပင်းငက်ချက်ကိုသတိရသွားပါတယ်ဒါနဲ့ခေါင်းဆောင်ကိုပထမမိနစ်ချက်ကဘာလဲဆိုပြီးမေးတော့ခေါင်းဆောင်ကဘုရားသခင်ကိုရှ िख ိုးပါဆိုတာဖြစ်ကြောင်းပြောပြပါတယ်။ဒါနဲ့ဂျင်ဦးလည်းရုတ်တရက်မတ်တက်ထရလိုက်ပြီးကြောက်ရွံ့ထူကြီးကိုယိုသေးပေးလိုက်ပါတယ်။ရုတ်ထူကြီးကမတ်တက်ထရတဲ့ဂျင်ဦးကိုမိနဲ့ပြစ်မလို့လုပ်ပြီးမှဥညွတ်ရှ िख ိုးတဲ့အတွက်မပြစ်ဖက်ပြန်ချိန်သွားပါတယ်။ဂျင်ဦးလည်းဘုရားသခင်ကိုရှ िख ိုးရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်သွားပြီးရုတ်ထူကြီးကိုဒုထောက်ဥညွတ်ဖို့အားလုံးအော်ပြောလိုက်ပါတယ်။အားလုံးလည်းမယုံတော့ယုံတော့နဲ့ဂျင်ဦးပြောလို့လိုက်လုပ်ကြပါတယ်။ဂျင်ဦးကအဲ့ဒါဟာပထမပြည့်ညက်ချက်ဖြစ်တဲ့ဘုရားသခင်ကိုရှ िख ိုးတာပဲလို့ပြောပါတယ်။ရုတ်ထုကြီးကိုဦးညွတ်ပြီးမတ်တက်ရက်ကြည့်တဲ့အခါမှာတော့ရုတ်ထုကြီးကထပ်ပြီးမတိုက်ခိုက်တော့တာမို့အားလုံးလည်းအန်ရီပြီးသွားပြီဆိုပြီးပျော်နေကြပါတယ်။ဂျင်ဦးကတော့မပြီးသေးဘူးဆိုပြီးတွေးနေတော့ရုတ်ထုကြီးကရုတ်တရက်မတ်တက်ဟရလာတာမို့အားလုံးလည်းပြန်ပြီးကြောက်လန့်ကုန်ကြပါတယ်။ရုတ်ထုကြီးကထရလာရကနေသူတို့စီလမ်းလျှောက်လာပြီးအခန်းထဲကလူတွေကိုသူ့ခြေတော်ကြီးနဲ့လိုက်နေမှာတော့တယ်။ခေါင်းဆောင်ကဂျင်ဦးကိုတကူစဉ်းစားမိတာရှိလားလို့မေးတဲ့အခါဂျင်ဦးလည်းဘုရားသခင်ကိုချီးမွမ်းရမယ်ဆိုတဲ့ဒုတိယပညာချက်ကိုသတိရသွားပါတယ်။ဒါနဲ့ဘုရားသခင်ကိုချီးမွမ်းမှသာဒီရုပ်ထုကြီးရရက်သွားမယ်ထင်ကြောင်းအားလုံးကိုပြောပြပါတယ်။အားလုံးကတော့ဘုရားသခင်ကိုဘယ်လိုချီးမွမ်းရမလဲဆိုပြီးအော်ဟစ်နေကြပါတယ်။အဲ့ဒီချိန်မှာပဲအဖွဲတွေကတယောက်ကလမ်းလျှောက်လာနေတဲ့ရုပ်ထုကြီးရှေ့ထွက်လာပါတယ်။သူကရိုးရပုံမြင်တွေကိုသူတည်တနာလုပ်နေတဲ့သူမို့ဘုရားသခင်ကိုဘယ်လိုချီးမွမ်းရမလဲသူသိရဆိုပြီးရုပ်ထုကြီးရဲ့ရှေ့မှာသူနားလဲသလိုရွတ်ဖတ်ပါတော့တယ်။ဂျင်ဦးကတော့တခုမှနေရလို့ခံစားနေရပါတယ်။ဘုရားသခင်ဆိုတာရှေ့ကိုထွက်သွားတဲ့သူသိတဲ့ဘုရားသခင်နဲ့မဟုတ်ပဲဒီရုပ်ထုကြီးရပဲဒီအခန်းထဲကဘုရားသခင်မို့ရုပ်ထုကြီးအတွက်ပဲတီးတန့်ချီးမွမ်းရတဲ့နည်းနဲ့ချီးမွမ်းရပါပါလမ်းလျှောက်လာနေတဲ့ရုပ်ထုကြီးကတော့ချီးမွမ်းတာရွတ်နေတဲ့သူ့ရှေ့ရလူကိုတစ်ချက်ပဲကြည့်ပြီးခြေထောက်နဲ့နင်းတက်လိုက်ပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့အားလုံးလည်းအကုန်ကြောက်ရွံ့ပြီးအခန်းထဲမှာရှောက်ပြေးကြပါတယ်ရုပ်ထုကြီးကလည်းပြေးနေတဲ့လူတွေကိုအကုန်လိုက်နေပါတယ်ခေါင်းဆောင်ကလူခွက်ပြေးဖို့အားလုံးကိုပြောပါတယ်ဂျင်းဦးလည်းဂျိုးကြီးလက်ကိုဆွဲပြီးပြေးပါတယ်အဖွဲ့သားတယောက်ကလမ်းလျှောက်နေတဲ့ရုပ်ထုကြီးနဲ့ဝေးရရောက်ပြီးမို့ဘေးကင်းပြီလို့ထင်လိုက်တဲ့အချိန်သူ့နောက်ကတခြားကြောက်ရုပ်ထုတစ်ခုကလှုပ်ရှားလာပြီးသူ့ကိုနှစ်ပိုင်းလိုက်ပါတယ်။ဂျင်းဦးကတော့ပြေးနေရင်ဘုရားသခင်ကိုချီးမွမ်းပါဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုစဉ်းစားနေပါတယ်။တဲလုံသားတစ်ခုတွေ့လို့တွေ့ညာကြောက်ရုပ်ထုတွေကိုလိုက်ကြည့်တဲ့အခါအခန်းထဲမှာလက်နက်ကင်ထားတဲ့ကြောက်ရုပ်ထုတွေရှိသလိုဂီတတူရီယာကင်ထားတဲ့ကြောက်ရုပ်ထုတွေလည်းရှိတာကိုဂျင်းဦးမြင်လိုက်ရပါတယ်။ဒါနဲ့ဂျင်းဦးလည်းအားလုံးကိုတူရီယာကင်ထားတဲ့ကြောက်ရုပ်ထုတွေစီပြေးဖို့အော်ပြောလိုက်ပါတယ်။ခေါင်းဆောင်လည်းဂျင်းဦးပြောတဲ့အတိုင်းဒုတိယကင်ထားတဲ့ရုပ်ထုရှိပြေးသွားတဲ့အခါရုပ်ထုရဲ့မျက်လုံးကလင်းလာပြီးလက်ထက်ကကင်ထားတဲ့ဒုတိယကိုကြောက်ရွံ့ထုကစတင်တီးမှုပါတယ်။ဒါနဲ့ခေါင်းဆောင်လည်းအားလုံးကိုဒုတိယကင်ရုပ်ထုတွေကမတိုက်ခိုက်ကြောင်းနဲ့သူတို့ရဲ့ရှေ့ကိုပြေးဖို့ပြောပါတယ်။ကြောက်ရွံ့ထုတွေကသူတို့ရှေ့ကိုလူတယောက်ရောက်လာတာနဲ့အသက်ဝင်ပြီးစတင်တီးမှုကြတာပါ။ဂျင်းဦးနဲ့ဂျိုကြီးလည်းဘုံကင်ထားတဲ့ကြောက်ရွံ့ထုရှေ့ရောက်လာပါတယ်။ဒါပေမဲ့ကြောက်ရွံ့ထုကအသက်ဝင်မလာပါဘူး။ဂျင်းဦးလည်းရုပ်ထုတစ်ခုရှေ့မှာလူတယောက်ပဲနေလို့ရတာမျိုးဆိုတာစဉ်းစားမိပြီးဂျိုကြီးကိုအဲ့ရုပ်ထုရှေ့ထားခဲ့တာသူကတော့တခြားရုပ်ထုစီပြေးသွားပါတယ်။ကြောက်ထုကြီးကလည်းနောက်ထုစီပြေးနေတဲ့ဂျင်းဦးကိုလိုက်နေမှာတော့တယ်။ပြေးနေတဲ့ဂျင်းဦးလည်းရုပ်ထုကြီးရဲ့ခြေတော်ကြီးကိုရှောင်းရင်းတင်းရင်းနဲ့ပြေးရတာမို့ဒုတိယကံရုပ်ထုစီကိုမဟုတ်ပဲဒိုင်းကင်ထားတဲ့ရုပ်ထုရှေ့ရောက်သွားပါတယ်။ဒိုင်းကင်ထားတဲ့ရုပ်ထုကသူ့ရှေ့ရောက်လာတဲ့ဂျင်းဦးကိုဒိုင်းနဲ့ပိုင်းချလိုက်ပါတယ်။ဂျင်းဦးလည်းခြေတော်ကိုထိခိုက်မိသွားပြီးမပြေးနိုင်တော့ပဲဒုတိယကံရုပ်ထုစီကိုတောသားပြီးပဲသွားနေရပါတော့တယ်။အဲ့အချိန်မှာပဲနောက်ကလိုက်နေတဲ့ရုပ်ထုကြီးကမပြေးနိုင်တော့တဲ့ဂျင်းဦးကိုမိလာပြီးသူ့ခြေတော်ကြီးနဲ့နင်းလိုက်ပါတယ်။ဒါပေမဲ့ဂျင်းဦးကဒုတိယကံရုပ်ထုရှေ့ရောက်နေပြီးမို့ရုပ်ထုကအသက်ဝင်လာပြီးတာယာနာပြောပဲကောင်းတဲ့အတန်ထွက်လာပါတယ်။ဂျင်းဦးရှေ့ကကြောက်ရုပ်ထုအသက်ဝင်လာချိန်မှာပဲဂျင်းဦးကိုနင်းတော့မဲ့ကြောက်ရုပ်ထုကြီးလည်းမနင်းတော့ပဲသူထလာတဲ့နေရာစီပြန်သွားထိုင်ပြီးငြိမ်သက်သွားပါတယ်။ဂျင်းဦးလည်းကြောက်ရုပ်ထုတွေစီကဂီတတန်ဖျားသခင်ကိုချီးမွမ်းတာဖြစ်ကြောင်းနားလည်လိုက်ပါတယ်။အလုံးငြိမ်းချမ်းသွားပြီမို့ဂျိုကြီးကဂျင်းဦးစီပြေးလာပြီးစင်ပြေလာလာမေးပါတယ်။မင်းနေရင်ဂျင်းဦးကိုကြည့်လိုက်တဲ့အချိန်ဂျင်းဦးရဲ့ခြေတော်တစ်ဖက်ပြက်နေတာကိုမြင်လိုက်ရပြီးဂျိုကြီးလည်းရမ်းလန့်သွားပါတယ်။ဂျိုကြီးကဂျင်းဦးရဲ့ပြက်နေတဲ့ခြေတော်ကိုတက်နိုင်သလောက်ကြိုးစားပြီးပြန်ကူပေးပေမဲ့မတက်တာဘူးဖြစ်နေပါတယ်။အားလုံးလည်းဒီဆိုရတဲ့ဖြစ်ပျက်ကြီးကိုမြင်ပြီးတုန်လှုပ်နေကြပါတယ်။ဂျင်းဦးကတော့နောက်ဆုံးကြံတဲ့ပြင်းရချက်ကြောင်းတွေးပြီးပူပန်နေပါတယ်။အဲ့ချိန်မှာပဲအခန်းတစ်ခုလုံးငင်းလှုပ်တယ်လို့လှုပ်လာပြီးအခန်းရဲ့လေကနေကြောက်ပလင်တစ်ခုပေါ်ထွက်လာပါတယ်။
အားလုံးကဘာမှမသိဖြစ်နေချိန်မှာတော့ဂျင်းဦးကအဲ့ဒါရစ်ပလင်ဆိုပြီးအားလုံးကိုပြောပြပါတယ်ဖွဲ့သားတယောက်ကရစ်ပလင်ဆိုတော့တရားကိုရစ်ပူစော်ရမှာပဲဆိုပြီးခေါင်းဆောင်ကိုအဖွဲတက်နင်းနာခံပြီးရစ်ပူစော်ခံလို့ဖို့ပြောပါတယ်ခေါင်းဆောင်လည်းအဖွဲတက်ပဲဆိုပြီးရစ်ပလင်နန်းသွားပါတယ်ရစ်ပလင်နန်းခေါင်းဆောင်ရောက်တဲ့အခါမှာတော့ရစ်ပလင်ဘေးကနေအဝါရောင်မီးတော့တစ်ခုထွက်လာပါတယ်ကျန်တာဘာမှထူးခြားခြားမဆက်မဖြစ်တဲ့အတွက်ပလင်နာရောက်နေတဲ့ခေါင်းဆောင်လည်းဘာဆက်လို့ရမလဲဆိုပြီးဂျင်းဦးကိုလမ်းမိပါတယ်နောက်ဆုံးပြင်းချက်ကဘုရားသခင်ကိုယုံကြည်ပါဆိုတာဖြစ်တာမို့ဂျင်းဦးလည်းနောက်ဆုံးပြင်းချက်အကြောင်းစဉ်းစားနေပါတယ်စဉ်းစားမရတဲ့အတွက်သူ့ကိုပွေပြီးရစ်ပလင်နာခေါ်သွားဖို့ဖွဲ့သားတွေကိုပြောပါတယ်ဒါနဲ့ဂျင်းဦးကိုဖွဲ့သားနှစ်ယောက်ကတွဲပြီးခေါင်းဆောင်ရှိတဲ့ရစ်ပလင်နာခေါ်လာပါတယ်ဂျင်းဦးနဲ့ဖွဲ့သားနှစ်ယောက်တို့ရစ်ပလင်နာရောက်တဲ့ချိန်မှာပဲနောက်ထပ်ဝါရောင်ပြီးတော့သုံးဦးထပ်ထွက်လာပါတယ်ဂျင်းဦးလည်းစဉ်းစားရင်ရစ်ပလင်နာကိုကျန်တဲ့လူအကုန်လာခိုင်းလိုက်ပါတယ်လူအကုန်ရစ်ပလင်နာရောက်တဲ့အခါမှာတော့ရစ်ပလင်ကနေအပြာရောင်လျက်စီးတွေထွက်လာပြီးသူတို့ရဲ့ပတ်လည်မှာစဝိုင်းပုံစံနဲ့အပြာရောင်မိတောက်တွေပေါ်လာပါတယ်မိတောက်တွေပေါ်လာတာနဲ့အတူသူတို့ဝင်လာတဲ့တကားကြီးလည်းပြန်ပွင့်သွားပါတယ်တကားပွင့်သွားတဲ့အချိန်အပြာရောင်မိတောက်တွေတခုကငြိမ်းသွားပြီးခန်းထဲအကြောက်ရုပ်ထူတွေကလှုပ်ရှားလာကြကရစ်ပလင်နာကတ်လာကြပါတယ်အားလုံးလည်းဘာဆက်လို့ရမလဲမသိဖြစ်နေချိန်အဖွဲတွေကမိန်းကလေးတယောက်ကကြောက်လန့်ပြီးတကားကနေထွက်ပြေးပါတယ်သူထွက်သွားတာနဲ့ဝါရောင်မိတောက်တစ်ခုကငြိမ်းသွားပြီးတကားကလည်းအနေငယ်ပြန်ကျင်းသွားပါတယ်ဂျင်းဦးကတော့တကားထောင်ချောက်ဖြစ်မယ်လို့တွေးနေပေမဲ့နောက်တစ်ယောက်ကပါထပ်ပြီးတကားကနေထွက်ပြေးသွားပြန်ပါတယ်အခါမှာလည်းပထမတစ်ယောက်တုန်းကလိုပဲဝါရောင်မီတော့တစ်ခုငြိမ်းသွားပြီးတကားကလည်းအနေငယ်ထက်ကျင်းလာပါတယ်ဂျင်းဦးကတော့အားလုံးကိုထပ်မလုပ်ပဲရုပ်ထုတွေကိုစိုက်ကြည့်ဖို့ပြောနေပါတယ်အပြာရောင်မီတော့ကအချိန်လက်ကျန်ဖြစ်ပြီးအကုန်ငြိမ်းသွားရင်အခန်းထဲကအကုန်လွတ်လိမ့်မယ်လို့လည်းအားလုံးကိုထပ်ပြောပါတယ်ဒါပေမဲ့အကျန်တဲ့သူတွေကမီတော့တွေငြိမ်းသွားတဲ့လွတ်တာမဟုတ်ပဲတည်သွားနိုင်တာလည်းဖြစ်ကြောင်းပြန်ပြောကြပါတယ်အဲ့နောက်တစ်ယောက်ကပါထွက်ပြေးသွားပြီးအခန်းထဲမှာဂျင်းဦးဂျိုဟီနဲ့ခေါင်းဆောင်ပဲကြံခဲ့ပါတယ်လူတစ်ယောက်ထွက်သွားတိုင်းအဝါရောင်ပြီးတော့တစ်ခုငြိမ်းသွားပြီးတကားဖြည်းဖြည်းချင်းပြန်ပိတ်နေတာမို့တကားအကုန်ပိတ်မသွားအောင်အခန်းထဲမှာတစ်ယောက်တော့နေခဲ့ရမယ်ဆိုတာနားလည်သွားကြပါတယ်ခေါင်းဆောင်ကသူနေခဲ့ပဲပြောပေမဲ့ဂျင်းဦးကတော့ခေါင်းဆောင်ကိုဂျိုဟီကိုခေါ်ပြီးထွက်သွားဖို့ပဲပြောလိုက်ပါတယ်ခေါင်းဆောင်နဲ့ဂျိုဟီထွက်သွားပြီးတဲ့အခါမှာတော့အခန်းထဲမှာဂျင်းဦးတယောက်ပဲကြံတော့တဲ့အပြင်ကြောက်ထုတွေကလည်းရစ်ပလင်နဲ့အကုန်ရောက်လာကြပြီဖြစ်ပါတယ်ကြောက်ရွံ့ထုတွေကရစ်ပလင်နဲ့ဂျင်းဦးကိုသူတို့လက်နက်တွေနဲ့ဝိုင်းခုတ်ပါတော့တယ်အဲနောက်တော့သူတို့ဝိုင်းခုတ်လို့တေလူမျိုးဝါဖြစ်နေတဲ့ဂျင်းဦးကိုကြောက်ပလင်ပေါ်ပြစ်တင်လိုက်ကြပါတယ်ဂျင်းဦးလည်းသူတေရတော့မယ်လို့တွေးနေပြီးသူသာအားမနေခဲ့ရင်နောက်ထပ်ခွင့်ရေးများရှိခဲ့ရင်ဆိုပြီးမသေးခင်မှာနောင်နာရနေမိပါတယ်အဲ့ချိန်မှာပဲကြောက်ရွံ့ထုကြီးတစ်ခုကလက်ထဲမှာကင်ထားတဲ့ဓာတ်ကိုမြောက်လိုက်ပြီးသူ့ကိုနှစ်ပိုင်းပိုင်းချလိုက်ပါတော့တယ်ဒါကတော့ဆိုလို leveling season 1အပိုင်း1ဖြစ်ပါတယ်နောက်တစ်ပိုင်းကိုနောက်နေ့မှာတင်ပေးသွားပါမို့ channel လေးကို subscribe မလုပ်ရသေးရင်လုပ်သွားကြဖို့တောင်းဆိုပါရခင်ဗျာ